ငယ်ကြီးတို့တနေ့ရာလုံးအလုပ်တွေပင်ပန်းမှုတွေနဲ့ရုန်းကန်ပြီးလို့ညဘက်အိပ်ရဖို့ရောက်တဲ့အခါစိတ်ထဲမှာအတွေးတွေများပြီးအိပ်မရတာမျိုးဖြစ်ဘူးလားမျက်စိမှိတ်လိုက်ရင်တော့စိတ်ကဟိုရောက်ဒီရောက်နဲ့ကနာမငိဖြစ်နေတာမျိုးပေါ့တကယ်တော့အေးချမ်းအိပ်ဆက်နိုင်မှုဆိုတာဆေးတောက်ဆရာမလို့ပဲမြတ်ဗုဒ္ဓကိုယ်တိုင်ဟောကြားခဲ့တဲ့နီလန်းကောင်းတွေရှိပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်တာပေါ့မြတ်ဗုဒ္ဓကအိပ်ဆက်ခြင်းနဲ့ပတ်သက်ပြီးအယံတန်ဖို့ရှိတဲ့အချက်လေးတွေကိုဟောခဲ့တယ်ကျွန်တော်တို့တွေကခန္ဓာကိုယ်နားရင်အိပ်ပြုတ်ပြီလို့ထင်ကြတာဒါပေမဲ့တကယ်အိပ်ဆက်ခြင်းဆိုတာကစိတ်ကိုအနာပေးတာပါမြတ်ဗုဒ္ဓကအိပ်ဆက်တဲ့အခါချင်းသေးမင်းလို့အိပ်ဆက်ဖို့လမ်းညွှန်ခဲ့တယ်ဒါကိုတိဟတိယလို့ခေါ်တာပေါ့ညာဘက်ကိုစောင်းအိပ်မယ်ခြေတော့တစ်ဖက်ပေါ်တစ်ဖက်တင်မယ်ပြီးတော့အရေးကြီးဆုံးကတတိနဲ့အိပ်တာပါပဲငါအခုအိပ်တော့မယ်ငါခန္ဓာကိုယ်ကြီးနားနေပြီဆိုတဲ့အသေးလေးနဲ့အေးအေးဆေးဆေးအသက်ရှူရင်အနားယူတာမျိုးပါဒါပဲနဲ့သိလားအိပ်ဆက်ခြင်းကိုနှောင့်ယှက်နေတဲ့တကယ်ရန်သူကဘာလဲဆိုတာအဲ့ဒါကတခြားမဟုတ်ဘူးကျွန်တော်တို့နှလုံးသားထဲမှာတင်ထားတဲ့အမုန်းတွေနဲ့စိုးရိမ်စိတ်တွေပဲမြတ်ဗုဒ္ဓကဟောတယ်မေတ္တာပွားပြီးအိပ်တဲ့သူဟာနှက်ကောင်းနှက်မြတ်တွေစောင့်ရှောက်တယ်အိမ်မဆိုးတွေမမှတ်ဘူးတဲ့ဒါပေမဲ့တင်းတခါလေးခံစားဘူးမှာပါအိပ်ပျော့ကနေစက်ခနဲ့လက်နိုးတာမျိုးဒါမှမဟုတ်အိမ်မက်ထဲမှာတစုံတယောက်ကတင့်ကိုတွန်းချလိုက်တယ်လို့မျိုးအိမ်မဆိုးတွေခဏခဏမက်နေတာမျိုးပေါ့တင်းသိပါသလားအိပ်ဆက်ခြင်းဟာတာမန်နားကိုတာမဟုတ်ပဲတေဆုံးခြင်းနဲ့ရှင်သန်ခြင်းကြားကတပန်းတစ်စင်းလိုတောင်တချို့ကတင်စားကြတယ်အဲ့ဒီတပန်းပေါ်မှာတင်ပါလို့အိမ်မဆိုးတွေမက်နေရတာလေပြီးတော့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့အိမ်မပျော်ခြင်းရဲ့ကံကြမ္မာထဲမှာတင်မသိသေးတဲ့လျောဝှက်ချက်တစ်ခုရှိနေပါသေးတယ်အဲ့ဒီလျောဝှက်ချက်ကဘာလဲဘလို့အစွမ်းထက်တဲ့ဂါထာမျိုးကတင့်ကိုတညာလုံးအေးချမ်းစေမှာလဲဆိုတာကိုနောက်ထပ် episode မှာကျွန်တော်အသေးစိတ်ပြောပြပေးသွားပါမယ်။တင်းရဲ့ညတာတွေအေးချမ်းပါစေဗျာ။